ရှေးတရောအခါကဘာရာဏသီပြည်မှာပြမဒတ်အမည်ရှိတဲ့မင်းကြီးတစ်ပါးစိုးစံနေခဲ့ပူပါတယ်။အဲ့ဒီခေတ်ခါတုန်းကဘာရာဏသီပြည်ဆိုတာအလွန်စီကောင်းတာယာပြီးကျွဲဝချမ်းသာတဲ့မြို့ကြီးတစ်မြို့ပေါ့။ကုန်သွယ်မှုတွေဖွံ့ဖြိုးပြီးလူနေမှုအဆင့်အတန်းလည်းမြင့်မားခဲ့ပါတယ်။အဲ့ဒီပြမဒတ်မင်းကြီးရဲ့နန်းတော်မှာအဖိုးဖြစ်အရာရှိတူရှိခဲ့ပါတယ်။အဖိုးဖြစ်အရာရှိဆိုတာကတော့နန်းတွင်းကိုရောက်လာတဲ့မြင်းတွေစင်တွေကြောင်မြက်ရတနာတွေစတဲ့အဖိုးတန်တဲ့ကုန်ပစ္စည်းအမျိုးမျိုးရဲ့တန်ဖိုးကိုတိတိကျကျမှန်မှန်ကန်ကန်ဆုံးဖြတ်ပေးရတဲ့ပညာရှိအရာရှိတူပေါ့သူဟာအလွန်ပဲဖြောင်မှတ်ရိုးသားပြီးအသိပညာကျွယ်ဝသူဖြစ်တဲ့အတွက်ဘယ်ပစ္စည်းရဲ့တန်ဖိုးကိုမဆိုအမှန်အတိုင်းအတိအကျဆုံးဖြတ်နိုင်ခဲ့ပါတယ်ဒီလိုနဲ့အချိန်ကြီးကြာလာတော့မင်းကြီးကဒီအဖိုးဖြစ်အရာရှိကအမြဲတမ်းတန်ဖိုးတွေကိုအမှန်အတိုင်းဖြတ်နေတော့ငေါ့ဗန္တာတွေတော်တော်ကုန်ကြနေပါလားလို့နှမျောတွန့်တိုတဲ့စိတ်တွေဝင်လာခဲ့ပါတယ်။ဒီအရာရှိကိုသာဆက်ခံထားရင်ငေါ့ဗန္တာတိုက်ဖေးပြီးတော့မှလဲလို့တွေးပြီးစိတ်မချမ်းသာဖြစ်လာပါတော့တယ်။ဒီနေ့တော့မြင်းကုန်တဲ့ကြီးတူဟာအလွန်ကောင်းမွန်ပြီးတမ်းမာတဲ့မြင်းအကောင်900ကိုဗာရာဏသီပြည်ကိုယူလာပြီးရောင်းချဖို့ရောက်လာခဲ့ပါတယ်။ဒီမြင်းတွေဟာတကယ့်ကိုရှားပါပြီးတန်ဖိုးကြီးတဲ့မြင်းတွေဖြစ်တာမို့ကုန်တဲ့ကြီးဟာတင့်တော်တဲ့တန်ဖိုးကိုရရှိဖို့မျှော်လင့်နေခဲ့ပါတယ်။ဒီလိုနဲ့မင်းကြီးဟာသူ့နှမျောတွန့်တိုတဲ့စိတ်ကြောင့်အရာရှိဟောင်းကိုဖြုတ်ပြီးဥတူတူအတက်တက်ချက်မပြည့်သူတဦးကိုအဖိုးဖြက်အရာရှိအသစ်အဖြစ်ခန့်အပ်လိုက်ပါတယ်။ဒီအရာရှိအသစ်ဟာတန်ဖိုးတွေဘလို့ဖြတ်ရမှမသိပါဘူး။မြင်းကုန်တဲ့ကြီးကမြင်းတွေလာပြတဲ့အခါဒီမြင်းတွေရဲ့တန်ဖိုးဟာစံတပီလောက်ပဲတန်နေလို့ထူးဆန်းစွာတန်ဖိုးဖြတ်ပေးလိုက်ပါတော့တယ်။ဒီလိုမမျော်လင့်တဲ့တန်ဖိုးအဖြတ်ခံရတော့မြင်းကုန်တဲ့ကြီးဟာအလွန်ပဲစိတ်မကောင်းဖြစ်ပြီးဘလို့လုပ်ရမှန်းမသိရှာပါဘူး။ဒါနဲ့သူဟာမင်းကြီးအမျက်တော်ဖြီးပြီးဖယ်ရှားခံခဲ့တဲ့ပညာရှိအဖိုးဖြတ်အရာရှိဟောင်းစီကိုသွားပြီးအကူလီတောင်းခံပါတော့တယ်။ပညာရှိအရာရှိဟောင်းဟာအရာရှိသစ်ရဲ့တန်ဖိုးဖြတ်ပုံကိုကြားတော့ပြုံးလိုက်ပြီးစိတ်မပူပါနဲ့ငါကူညီပေးပါမယ်လို့ကတိပေးလိုက်ပါတယ်။နောက်တနေ့မှာတော့မြင်းကုန်တဲ့ကြီးဟာမင်းကြီးစီကိုအဖိုးဖြက်အရာရှိဟောင်းရဲ့အတူသွားရောက်ပြီးသူ့မြင်းတွေတန်ဖိုးဖြတ်ထားတာကိုမကျေနပ်ကြောင်ရှောက်တင်ပါတော့တယ်။မင်းကြီးကအရာရှိတစ်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါမှာတော့အရာရှိတစ်ကအရှင်မင်းကြီးဒီမြင်း900ရဲ့တန်ဖိုးဟာစံတပီနဲ့ပဲတန်တယ်လို့ထပ်ပြောပြန်ပါတယ်။ထိုအခါပညာရှိအရာရှိဟောင်းကမင်းကြီးကိုလေးဆောက်စွာဦးညွတ်ပြီးဒီလိုရှောင်တင်လိုက်ပါတယ်။အရှင်မင်းကြီးအဖိုးဖြက်အရာရှိသက်ပြောတာမှန်ပါတယ်။ဒီမြင်း900ရဲ့တန်ဖိုးဟာတကယ်ပဲစံတပီနဲ့တန်ပါတယ်။ဒါပေမဲ့အရှင်မင်းကြီးရဲ့ဗာရာဏသီပြည်ကြီးရဲ့တန်ဖိုးဟာလည်းစံတပီနဲ့ပဲတန်ပါတယ်လို့ရှောက်တင်လိုက်ပါတယ်။မင်းကြီးနဲ့တခြားအမတ်တွေလည်းဒီစကားကိုကြားတော့အလွန်မဲအံ့ဩသွားပြီးမျက်နှာတွေပြက်ကုန်ပါတော့လေ။ဒါနဲ့မင်းကြီးကအဖိုးဖြက်အရာရှိတစ်ကိုငါတိုင်းပြည်ကြီးရဲ့တန်ဖိုးကဘလောက်တန်လဲလို့မေးလိုက်ပါတယ်။ထိုအခါအဖိုးဖြက်အရာရှိတစ်ကအရှင်မင်းကြီးရဲ့တိုင်းပြည်ဟာလေစံတပီနဲ့ပဲတန်ပါတယ်လို့ဖြေလိုက်ပါတယ်။ထိုအခါပညာရှိအရာရှိဟောင်းကြီးကအရှင်မင်းကြီးဖြစ်စည်းတခုရဲ့တန်ဖိုးဖြတ်ရမှာတန်ရာတန်ဖိုးဖြတ်တဲ့လူကိုပဲခိုင်းတင်ပြီးရောင်းသူဝယ်သူသဘောတူမှတာတန်ဖိုးအစ်စ်ထွေးပါတယ်လို့ရှောက်တင်လိုက်ပါတယ်။ဒီစကားကိုကြားတော့မင်းကြီးဟာသူ့ရဲ့မိုက်မဲမှုကိုသိပြီးအလွန်ပဲရှက်ရော်နှောင်းတရသွားပါတော့တယ်။နောက်ဆုံးမှာတော့မင်းကြီးဟာအလောင်းတော်ပညာရှိအဖိုးဖြက်အရာရှိဟောင်းကိုမူလအရာထူးမှပြန်လဲခန့်အပ်ပြီးသူ့ရဲ့အဖိုးဖြက်စွမ်းရည်ကိုအတိမတ်ပြုခဲ့ပါတယ်။မိုက်မဲတဲ့အရာရှိတစ်ကိုလည်းခွင့်လွှတ်လိုက်ပါတယ်။ဒီဇက်လေးတွေကနေရရှိတဲ့သင်ခန်းစာကတော့မိုက်မဲသူကိုအရေးကြီးတဲ့နေရာတွေမှာခန့်ထားမယ်ဆိုရင်မတိုးတတ်ပဲဆုပ်ယုတ်တတ်ပါတယ်ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်။